Hello everyone အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တဲတော့ page ကိုပါတော့ခဏရပ်ထားတာနေပြီးတော့အခုပြန်ပြီးတော့ run မဲ့အနေနဲ့လုပ်ပေးမဲ့ pick up by reading လေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ pick up by reading လေးကခေါင်းစဉ်ပါလေးလုပ်ပေးမှလဲဆိုတော့ဒီလာမဲ့တစ်ပတ်အတွင်းမှာပေါ့နော်ကိုစီကိုဘယ်လိုကောင်းတဲ့ຢာတွေရောက်လာမလဲကိုစီကိုရောက်လာမယ်ကောင်းချက်မှာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ pick up by reading လေးလုပ်ပေးမှဖြစ်ပါတယ်ဆိုတော့ဖိုင်းအတွက်ပေါ့နော်ရွေးစရာလေးရတော့အခန်းထဲနေပေါ့နော်ကိုတွေ့ရဟာလေးယူထားပြီးတော့ energy ရတဲ့ဟာလေးယူထားရပေါ့နော်ဆိုတော့ဒီဟာလေးကကြတော့wait okay ဒီဟာလေးကဖိုင်း1ပေါ့နော်ဒီခေရန်ဆွဲကြောက်လေးဒီဟာလေးကဖိုင်း1ဖြစ်ပါတယ် and ဒီဟာလေးပေါ့နော်ဒီဟာပါလေ tissue ဒီလို့ခေါ်မလားအရင်လာတာနဲ့ပေါ့နော်ကောက်လာတဲ့ဟာလေးပါလွန်ခဲ့တဲ့မိနစ်ကပေါ့နော်ဟိုဖြစ်တာရဲ့ဟာလေးဆိုတော့ဒီဟာလေးက pine 2ဖြစ်ပါမယ် and the last one ဒီဟာလေးကပင်လယ်ဘက်ခီးသွားတော့ပေါ့နော်စုလာရဲ့ဟိုဟာလေးပါပေါ့နော်ခီးကွန်လေးပါဆိုတော့ဒီဟာလေးက pine 3ဖြစ်ပါမယ်ဆိုတော့ pine 1 pine 2 and pine 3 okay so this is for pine 1 this is for pine 2 and this is for pine 3 okay so ဒီလိုလေးလောက်လိုက်မှာပေါ့နော် pine 1 and pine 2 and pine 3 okay so now တပတ်အတွင်းမှာပေါ့နော်ကိုစီကိုဘယ်လိုကောင်းခြင်းနေရောက်လာမလဲဆိုရဟာနဲ့ပတ်သက်ပြီးတော့ pine reading result လေးပေါ့နော်ဆိုတော့ဒီဟာလေးက pine 1 သမားလေးအတွက်က oh the emperor ဆိုရကလေးကိုကြားပါတယ်ဆိုတော့ပြောရမယ်ဆိုရှင်ပေါ့နော်ဒီ pine 1ရွေးချယ်ထားတဲ့လူတွေမှာအထူးသဖြင့်ပေါ့နော်ကိုကအမျိုးသမီးဖြစ်တယ်ဆိုလို့ရှိရင်ကိုလက်ဆောင်လေးတွေရဖို့ရှိရပေါ့နော်နောက်ပြီးလို့ရှိရင်တဘာဝနဲ့ပေါ့နော်ဒီဟိုဖြစ်တဲ့တဘာဝနဲ့ဘယ်လိုပြောရမလဲနီးစပ်တဲ့ပေါ့နော်ခီးလေးတွေတားဖို့ရှိရအမျိုးသမီးဆိုလို့ရှိရင်တော့တေချာပေါက်ပေါ့နော်ဒီလက်ဆောင်လေးရလိုက်မယ် or ပေါ့နော်ကို partner ရှိရဆိုလို့ရှိရင် partner စီကနေ princess treatment ပေါ့နော် queen treatment အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါတွေကလုံးဝကောင်းချင်တစ်ခုအနေနဲ့ရောက်လာမယ်ပေါ့နော်အခြေရေးမှာဘယ်လိုပြောရမလဲrelationship သမားတွေတော့ပေါ့နော်ဒီထဲမှာအမျိုးသားတွေပါလို့ရှိရင်ပေါ့နော်ဘယ်လိုပြောရမလဲ single life နဲ့ဒီဘက်ကပေါ့နော် already taken နဲ့ခွဲပြပြောချင်တယ်ပေါ့နော်အမျိုးသားတွေပါလို့ရှိရင် single life သမားတွေအတွက်ဆိုရှင်ကိုယ့်ဘဝရဲ့ပေါ့နော်ဒီကောင်းခြင်းတွေယူဆောင်လာပေးမယ်အမျိုးသမီးတယောက်ကဒီတပတ်အတွင်းထဲမှာတွေ့ရဖို့ရှိရပေါ့နော်already taken marriage သမားတွေတော့မဟုတ်ပါတော့I mean like committed relationship ရှိရပေါ့နော်လူတွေအတွက်ကကြတော့ကိုယ့်ရဲ့မှာပေါ့နော်ဒီ partner စီကနေပြီးတော့ပေါ့နော်အခုညီကောင်းနေရလိမ့်မယ်ပေါ့နော်ဒီလာမယ့်တစ်ပတ်အတွင်းမှာကောင်းတဲ့ຢာရလိမ့်မယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ် and ဒီဟာကတော့ဒီနောက်ဆုံး message ကကြတော့ပေါ့နော်အကုန်လုံးတော်မရည်ရဘူးဒါပေမဲ့တချို့တွေပေါ့နော်ဒီ baby လေးစောင့်နေရပေါ့နော်မိခင်နေရှိမယ်ဆိုလို့ရှိရင် yeah it's coming I can see it's coming soဒီ good news လေးကြားဖို့ရှိပါတယ်ဒီတာသမီရှိရဲ့မိဘရဲ့အတွက်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီလာမယ့်တစ်ပတ်အတွင်းမှာကိုသားသမီးနဲ့ပတ်သက်ပြီး proud ဖြစ်ရတဲ့ဟုတ်ပြီလို့ရှိရင်ပေါ့နော်စိတ်ပူနေရတဲ့လူရှိလို့ရှိရင်လည်းစိတ်အေးရတဲ့တဲ့မျိုးတွေပေါ့နော်ကြားရမယ်ဆိုတဲ့ဟာလေးတွေ့ရပါတယ်ဆိုတော့ဒါက pine 1ရွေးချယ်ထားတဲ့လူလေးအတွက်ပေါ့နော်ဆိုတော့ pine 2လေးကိုတောင်းမယ်ပေါ့နော် pine 2သမားလေးအတွက်နောက်လာမယ့်တစ်ပတ်အတွင်းမှာပေါ့နော်ဘယ်လိုကောင်းကြီးရလာမလဲဆိုတဲ့ဟာလေးဆိုတော့ကဖိုင်တူတမလေးရနောက်တစ်ပတ်အတွင်းမှာပေါ့နော်အလုပ်လေးနည်းနည်းများအတွေ့ရပေါ့နော်ဒီကိုဥဆောင်ပြီးတော့လောရတဲ့ကိစ္စလေးများတယ်နောက်ပြီးလို့ရှင်ပေါ့နော်ဒီဘယ်လိုပြောရမလဲနည်းနည်းအရှိရထက်ပေါ့နော်ဒီတပတ်ရဲ့အရှိကထက်
လူရောစိတ်ရောအားသုံးပြီးရောပေါ့နော်အားဆိုင်ပြီးရောလောက်ရအလုပ်လေးလောက်ရမယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်အဲ့ဒီတော့အောင်မြင်မှုတွေလည်းတွေ့ရမယ်ပေါ့နော်အဲ့ success ကဒီလာမယ့်တစ်ပတ်အတွင်းမှာရမယ်ကောင်းခြင်းပေါ့နော်တချို့လူတွေအတွက်ကကြတော့ဒီလာမယ့်တစ်ပတ်အတွင်းမှာပေါ့နော်လောက်ရတဲ့အရာတွေက like in next future ပေါ့နော်အနာဂတ်အတွက်ဒီကောင်းမဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုအလုပ်တွေကိုယ်တိုင်ကကိုပဲပေါ့နော်နည်းနည်းပြင်မဲ့ it's going to be a blessing ပေါ့နော်ကံကောင်းခြင်းနေတက်ဆောင်လာမယ့်အရာတွေဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ်yes ဒီဖိုင်တူသမားတွေအတွက်ကကြတော့ပေါ့နော်နည်းနည်းဘယ်လိုပြောရမလဲပေါ်ပါတဲ့ဟာမဟုတ်ဘဲနဲ့နည်းနည်းကိုယ့်အတွက်ပေါ့နော်တရားမှုရှိတဲ့ကောင်းမွန်ခြင်းရောက်တော့မယ်ဆိုတာမျိုးတွေ့ရတာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဒီလာမယ့်တစ်ပတ်အတွင်းမှာကိုကအလုပ်ကိုင်းနေအတော့လားပြောဆိုအားလုံးကိုဘာတော့ဆင်ခြင်ပြီးတော့အားလုံးကိုကောင်းမွန်မွန်လေးလုပ်စီချင်ပါတယ်ဆိုတော့ကောင်းရင်ကောင်းတယ်လို့ပေါ့နော်အကျိုးတရားမှုများပြီးတော့ကောင်းခြင်းတွေရလာမှာပါရှင်ဆိုတော့ဒါဖိုင်တူသမားလေးပြီးတော့ပါပြီဆိုတော့ the final one by 3သမားလေးပဲပေါ့နော်ဆိုတော့ by 3သမားလေးရဲ့အတွက်လာမယ့်တစ်ပတ်အတွင်းမှာဘယ်လိုကံကောင်းခြင်းတွေရောက်လာမလဲဆိုရဲဟာပေါ့နော် okay ဆိုတော့ပေါ့နော်ဒီဖိုင်3သမားလေးတွေအတွက်တွေ့ရတာပေါ့နော်ကိုကဒီအရှိပိုင်းမှာလို့ပင်မန်းနေရဲ့စိတ်ပင်မန်းနေရဲ့လူတွေများတယ်ဆိုတာမျိုးတွေ့ရတယ်အလုံများလို့ပင်မန်းတာမျိုးလည်းရှိရတချို့ကြတော့ပေါ့နော်ကိုယ်တိုင်ကငါဘာမှမလုပ်ဖြစ်ဘူးဆိုပြီးတော့ depress နည်းနည်းဝင်တဲ့ဟာလူမျိုးလေးရှိနေအောင်လည်းတွေ့ရတယ်ပေါ့နော်တချို့ကြတော့အတွေးများတယ်ပေါ့နော်အတွေးများပြီးတော့ overthinking တွေဖြစ်ပြီးတော့ပေါ့နော်ကိုလက်ရှိမှာရှိနေပျော်ရွှင်စရာအရာတွေလူရှုမိနေတတ်တဲ့လူလေးတွေရှိနေအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့လာမယ့်တပတ်အတွင်းဖြစ်လာမယ့်ကောင်းခြင်းอ่ะပေါ့နော်ကိုယ့်ရဲ့စိတ်မှာအဲ့လိုရှိနေတဲ့အရာတွေအားလုံးပြပြောက်သွားဖို့ရှိရဲ့ပေါ့နော်တနည်းမဟုတ်တနည်းပျောက်သွားလိမ့်မယ်ဆိုတာမျိုးတော့တခြားပေါက်ပြောရဲပေါ့နော်ဆိုတော့ကိုယ်စိတ်ထဲမှာရှိနေတဲ့ပေါ့နော် pressure တွေ stress တွေကလာမယ့်တပတ်အတွင်းမှာပျောက်သွားပြီးတော့ပေါ့နော်လာမယ့်တပတ်ကြော်လာလို့ရှိရင်ကိုယ်အေးစစ်စစ်နဲ့ပြန်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ life ကိုဘယ်လိုပြောရမလဲပြန်ပြီးတော့ပေါ့နော်အဲ့လိုမျိုးပေါ့ပါပါနဲ့ပြန်ပြီးတော့သွားနိုင်မဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဆိုတော့တချို့အတွက်ကြတော့ဒီပေါ့နော်လုံးဝဟောစိတ်အေးချမ်းမဲ့ဘယ်လိုပြောရမလဲစားတောက်ပွဲလေးပေါ့နော် like ဘယ်လိုပြောရမလဲအရင် noisy ဖြစ်တဲ့ party မျိုးမဟုတ်ကွာစိတ်အေးချမ်းရတဲ့တငယ်ချင်းတွေနဲ့အတူတူသွားပြတဲ့ key မျိုးလေး trip လေးတွေတော့မဟုတ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောရမလဲနည်းနည်းအေးချမ်းနဲ့ party လေးပေါ့နော်ကိုယ်ဘယ်လိုပြောရမလဲစိတ်ထဲမှာပြန်ပြီးတော့ရှင်နေတယ်လို့ခံစားရစေခံစားချက်မျိုးလေးပေါ့နော်အများကြီးရလိမ့်မယ်ဒါလေးရပေါ့နော်ဒီနောက်တစ်ပတ်ထဲမှာလာမယ့်ကောင်းခြင်းလေးတွေပေါ့နော်ဆိုတော့ဒီနေ့ကအတွက်ကတော့ဒီလောက်ပါပဲရှင်ဒီပိုင်းလေးကိုဒီမှာပဲရလိုက်ပါမယ်ရှင်ဆိုတော့ပေါ့နော်ကိုနဲ့ဒီကျမရဲ့ reading လေးကပေါ့နော်ကိုနဲ့တိုက်ဆိုင်မှုရှိတယ်ဘယ်လိုပြောရမလဲကိုတကယ်ပေါ့နော်တကယ်ပြောနေရလို့ခံစားရ resonate ဖြစ်တယ်ဆိုလို့ရှိရင် please like and also follow my page and နောက်ပါလို့ရှင်ပေါ့နော်ဒီအခုက personality reading နေအပိုင်းကိုအားစိုက်ပြီးတော့မသွားတော့လို့စဉ်းစားထားရပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအခုကကြောင်းလဲသွားနေတယ်ဒီမှာ part time အချိန်ပိုင်းနေရလဲပေါ့နော်အရင်ပဲ့ပန်းတဲ့အတွက်ကြောင့်မလို့ personality အတွက်ကကြတော့အချိန်မေးနိုင်မယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ကြောင့်မလို့ဒီ fine reading လေးတွေတော့မဟုတ်လို့ရှိရင်လေအဲ့လိုမျိုးပေါ့နော်မကြအဲ့လိုမျိုး free ကြည့်ပေးမယ် session လေးလာဖို့ရှိပါတယ်ဆိုတော့တကယ်လို့ပေါ့နော်ကိုကသိချင်တဲ့ပေါ့နော် topic လေးရှိလို့ရှိရင် comment မှန်တော့ပေးပါအဲ့ဒါဆိုရှင်ပေါ့နော်နောက်လာမယ့် fine reading လေးမှာပေါ့နော်အားလုံးပြောထားတဲ့ဟာလေးကိုလုပ်ပေးဖို့ပေါ့နော် planning ရှိပါတယ် so အားလုံးပဲဒီနေ့ကဒီလောက်ပါပဲရှင် bye bye